guys ဆေးပြေပါဆိုကျွန်တော်ရေးလို့မှာတော့နာရူတိုမာဖလာလေးနဲ့ပုံစံလေးပေါ့နော်ဟို The Last Movie ရဲ့ဟာဒီဇိုင်းလုပ်မယ်ဆိုတော့ကျွန်တော်ဒီဟာလေးပေါ့နော်ကျွန်တော်နာမည်ဖတ်တာမှာပါ sorry ပါနော်မှာဒီကောင်လေးsorry ထားလိုက်ပြဒီကောင်လေးအဲ့ကောင်လေးကိုဝတ်လိုက်ပါဘယ်ရင်ကျွန်တော်အင်ကြီးဒီဇိုင်းတော့အနေထားပြီးဒုတိယတစ်စကြိုင်းကြာဒီဟာလေးအနီလေးတော့နည်းနည်းမနီးတင်လေးရာလေးအန်တာထားပြလိုက်ပွဲလို့ရှိရင်ကျွန်တော်စပယ်စတာကိုကြတော့ကျွန်တော်နာရူတိုဆိုတဲ့ time မှာကျွန်တော်ဒီ DK လေးပေါ့20ဟုတ်လား21လား25 DK လေး26က K လေးပြောင်းလိုက် K အတက်တရရှိရအောင်နော်ဒါကြီးကနာရူတိုနဲ့မတူဘူးဒီကောင်ဆိုတော့လည်းတူမယ်ဒီကောင်ကဒီနာရူတိုကိုရောဆိုးပုံစံလေး just ဘာလို့မှနဲ့တူအကောင်လုံးမဟုတ်ပါတော့ကျွန်တော်အခုဒီ view မှာဆိုတော့အဓိကကတော့ကျွန်တော်ဒီကောင်ကဒီကောင်ကိုစပယ်ကိုရွှေ့အောင်လေးဒီကောင်လေးပြောင်းကြည့်လိုက်ဒီကောင်မလာဘူးအဲ့တော့ကျွန်တော်အဝါလေးပြောင်းလိုက် let's go okay ပြောင်းဝင်ရော face ကိုတော့ face number 2လောက်ထားပြီဒါတော့ရင်းချက်နေမြန်လာတော့လုံးဝတင်မှာအဲ့တော့ကျွန်တော်လည်းမေးရ sorry ဒီစပယ်ထားလိုက်တယ်နာရူတိုကအဲ့အပိုင်းမှာလေစပယ်ကအခုကေမဟုတ်တော့ဘူးဗျာကေဒီဇိုင်းနဲ့ပြောင်းသွားစတယ်ဟိုလေးဘာလို့ကိုကေလေးပြောင်းလိုက်တော့29ကေလေးဆိုဒီကောင်လေးပြောင်းပြလိုက်ပါပြီးတော့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ကောင်းစီတော့မကောင်းစီကတော့ကျွန်တော်ခိနေအောင်လောက်ရနော်ကျွန်တော်ခဏမျက်လုံးတိုင်းမျက်လုံးပညာလေးထားတော့တည်ရထားတယ်နော်မျက်လုံးကပြလေးပြလေးထားပြလိုက်ဒီကလေးပဲမဟုတ်အသားရောင်ကြမညွတ်တညွတ်ချင်းဒီသားလေးပြောင်းပြလိုက် okay so ကိန်းတော့တယ် let's go okay so ဒီမှာကျွန်တော်ကိန်းရောက်လာဆိုရင်ကျွန်တော်ဒီကိုဝင်ပြလိုက်မယ်ဝင်ပြပါရင်ကျွန်တော်ဒီမှာဒီရောက်မယ်ဝင်ပါရင်ကျွန်တော်ဒီမှာခိုင်းနော်ဒီပါ accessory မှာခိုင်းတော့ကျွန်တော် help ရှာအောင် okay ဆိုတော့ဒီ help ပြဆိုလေးနှိပ်လိုက်ကျွန်တော်ကောက်မှာ help ရပါပြီဒီမှာတခုရရတော့နောက်တစ်ခုဒီခုကျကျွန်တော် site လေးနည်းနည်းလေးကြီးထားလိုက်အစားလေးအရှိတိုးထားမှာပေါ့နော် site လေးကိုပေါ်တိုးထားပေါ်တက်ထားပါတော့နောက်တစ်ခုနဲ့ကျွန်တော်ခုရောရင်ဒါလောကခါလေးဒီမှာလည်းကျွန်တော်ဒီitem နဲ့ဝင်သွားရင်ကျွန်တော်ဒီမှာ help ဆိုတဲ့ t-shirt ကျင်းနေလိုက်ဒီကောင်ကလာကျွန်တော်တော့မတူနဲ့ထားပြလိုက်ပါကဲနဲ့ထားပါရင်ကျွန်တော်အရှိနဲ့တူမယ်အရှိနဲ့တူအနောက်နဲ့ပြန်ဆုပ် sorry ပေါ်ကျွန်တော် site လေးနည်းနည်းလေးကြီးလိုက်တဲ့နောက်တူဆိုလေတော့ site ကြီးလေးပေါ်ရင်နောက်လေးအရှိတူနော် sorry အနောက်လေးနည်းနည်းလေးပြန်ဆုပ်ပြလိုက်ပါ right here's Naruto right okay ဆိုဒီလောက်ရပြီဆိုရင်တော်ပြီဆိုပေါ်ကောင်ကိုပြန်ပြီးလုပ်ဖို့ရ car edit ထုတ်မယ်ဟိုပိုင်းကျွန်တော် hair accessory ကိုပြီးတော့ချလိုက်ပါဒီကောင်တော့ကျွန်တော်နည်းနည်းလေးပြပေးလိုက်ရပါမယ်ပြခပ်ဒါကပြန်မတာဖောင်းလိုက်ဆိုစကလေးနည်းနည်းတီးတယ်လာဒီလောက်တော့โอเคဒီလောက်ကြာတယ်နဲ့တီးပါရပြီဒီလောက်လေးပဲထားလိုက်6ပါရင်ကျွန်တော်ထပ်တီးမယ်တရားရုံတီးပါဒီလောက်တီးပြီးတော့အောက်လေးချက်အောက်လေးပြန်ချတော့ခိုင်းတော့အောက်လေးပြန်ချကျွန်တော်ဒီဇိုင်းတင် UG Itatori နဲ့တော့ဆယ်တယ်နော်ဘယ်ဖဲဝါဟေးမားတော့လာပါဗျာကျေးဇူးတင်ပါတယ်โอเคရှိရပြီဆိုတော့နောက်လေးတစ်ချက်ပစုပ်ပြရှိတူကျွန်တော်ခေါင်းစဉ်နဲ့လိုက်မဲ့ဒီဇိုင်းလို့နေချိန်ပြီးတော့တရားဒါကြောင့်မတရားသေးပါရဲ့အဲ့တော့အနောက်ဆောက်လိုက်ရှိတူလိုက်ဘယ်နဲ့โอเคဆိုတော့လေးလောက်ပြီโอเคဆိုတော့ဒီလိုလေး
ခိုင်နော်ကျွန်တော်လေးစိုက်ကိုကြတော့မတရားမသိတယ်နော်โอเคလဲလို့ဆိုရင်နာရူတိုနဲ့ဂျူတော်တူဝိုင်းနော်နာရူတိုညဒါ the last movie version လေးပေါ့နော် yes တော်တူဝိုင်းဟိုပေါ့တော့ပြီးသွားရောနာရူတိုဒါမှမကောက်သေးဘူးနော်ကျွန်တော်မှာ approach တဲ့ဝဲဘာလဲမလက်ဖန်နေမှာခါတော့ကျွန်တော်ရှာလိုက်ပါမယ် let's go okay ဗျကျွန်တော်တော်တော်လေးရှာလိုက်ရရောနော်ဒီမှာ item ကို right hand နဲ့မှာရုပ်ကမှာအောက်လေးနဲ့ဆွဲလိုက်ပါခိုင်နော်ဟော sorry လာဖုံဖုံဆိုတာရှိရဲ့ဗတဲ့အဲ့လေးကိုကျွန်တော်ရှင်းနေပြီ brother respond လုပ်လိုက်respond လုပ်ပါကြဒီအောက်ကလေးကိုချဘာကြဒီမှာရှင်းနေနေတူရအောင်အော်ကျွန်တော်နော်ကျွန်တော်respond respond respond ဘောခုမှတော့ရော okay ဆိုဒီရှင်းနေတူပါတယ်အချနော်အောက်ချပွဲကျွန်တော်အရှိလေးနည်းနည်းလေးအရှိတူပါတယ်ကာလာတော့ကျွန်တော်ကာလာတော့ကျွန်တော်အပြာရောင်လေးတနက်လေးနာရူတိုနာရူတိုလေးဒီကောင်းလေးထားလိုက်ဟိုဒီခိုင်းမပြတယ်နော်โอเคကြည့်လိုက်brother အိုးသားမ racing လုပ်ရှင်တော့နည်းထက်ကြည့်လိုက်ပေါ့နော်ကျွန်တော်ကတော့ဒီနည်းနည်းဒီလောက်လည်းကြည့်ထားတယ်အော်ကြီးပါရင်ကျွန်တော်ကြံနေရင်နောက်ထပ်ကျွန်တော်ဒီတော့ဝင်မွေးကျွန်တော်ပတ်လေးအများကြီးရောနော်ကျွန်တော်မှာ scoop ပတ်လေးနှိပ်လိုက်နှိပ်ပေါ်ကောင်းဟိုကျွန်တော်စိုက်ပြမယ်နှိပ်ပြမယ်ဆိုတော့ဒီကောင်ဒါဒီလက်လောက်လေးပဲလုပ်ပါဒီလက်လောက်အောက်ချကြားမယ်အနောက်ပေါ်နောက်ဆွဲနောက်ဆုပ်မို့ဆိုနောက်ဆုပ်ကျွန်တော်ပြင်တူမယ်ညမပြင်တူပဲ sorry နော်ဘာရင်ဒီကောင်လေးကိုဒီလက်လောက်ထားမယ်စိုက်ကလေးကိုကြာဒီတော့လေးကြုံပေးမယ်ဟောတော့ဘာလုံးမလဲဆိုတော့ကျွန်တော်နောက်ကကျွန်တော်ဥစုမကီတစ်စိတ်တင်လာလို့ဟုတ်လေအဲ့တော့အနောက်နဲ့ပြန်ဆုံးမယ်တော့လည်းဒါကြနေမတန်နေဟောပဲတိုင်းโอเคဆိုတော့ညှိလိုက်ပါဗျာညှိပါရင်ကာလာနှစ်ခုရှိရင်နှစ်ခုတော့ပါကွာကာလာနှစ်ခုရှိရင်နှစ်ခုတော့ကျွန်တော်ဒီကောင်းလေးထားရတာအနီလေးဒီအစုံဆုံးနီလေးဟောထားပြလိုက်ဒါလေးโอเคแล้วโอเคนารูโตရပြီပေါ့နော်นารูโตခိုင်းတော့ကျွန်တော်မြင်လေးတော့လာမယ်ဒါတည်းကတော့နာรูโตနည်းနည်းလေးတောင်းချလိုက်မယ်ဝဲလေရအချင်းဒီမှာတော့ LS1 နဲ့လဲဒီကောင်လေးလဲပေးလိုက်ပြီးတော့ကျွန်တော်တို့ဒီကောင်းကိုချီ carry လောက်ပြီးတေးမယ်တေးပေါ်ရင်ပြန်ရှိပြန်ကြည့်ရအောင်နော်ပေါ်ရင်ပြန်တေးပေါ်ရင်ပြန်ချီโอเคဆိုတော့ဒီလောက်ဆိုတော့ဒါဆိုတော့ Naruto the last movie ရဲ့ Naruto တော့ရပြီဆိုတော့နည်းနည်းလေးတောင်းချင်းပြရမယ်ကြောက်ကဲရှိသွားမယ် let's go ခုံးရလည်းမြည်ဖြစ်သွားပြီနော်
这里要给许多了。来，因为你们抢要想共用了。来，哎，这样嘛，我去。啊不，这就是你还点嘛？哪儿多？哪儿多人表示嘛？哎，算了，我去多哩。哦，哇塞，sorry sorry，哪儿多烦了。一些老没弄也还有，chakra，sorry chakra 冇 sorry，sage 冇呢，sage 冇ဒီရဲ就အကျန်းဆုံး嘢တစ်ခုပဲဖြစ်တယ်အဲ့တော့ကျန် right 对，要唔該咧，ဖြတ်စီ，OK 講對話，其實啦 view 係咪咧 view 係咪 video 係咪咧，Yakuza ဟိုကပေါ်မှာတော့ let's go ဒီလိုလေးချင်ရတယ်ဆိုအချိန်လည်းပုံမြင်သွားသလို damage ချရတယ်မတရားနေပါတယ် Oh, jump on check right there right ကျွန်တော်ဒီအနောက်ကဒီဘက် visible လုပ်ပြီးလိုက်ပါနော်ဒါဆိုရင်ဒီ Naruto အတွက်ဟို chakra နဲ့ဟိုပြန်မဖြစ်နိုင်ဘူးနော်သိပါတယ်ဟိုဒီဘက်ထန်လို့ပဲ Okay ရကျွန်တော်ရဲ့ဘေးကပုံပြထားတယ်ချုံမတူ comment လေးကမှန်းခဲ့ပြကြပါဆိုတော့အားလုံးပဲကြည့်ရှုပေးကြတဲ့တောက်ချင်းအော်တော့ငကပါနဲ့ထိုင်ပါတော့ကဲဆိုကြည့်ရှုပေးကြတဲ့တောက်ချင်းကျေးဇူးများတင်ပါတယ်ကျွန်တော်ချက်ပုံကောင်းနဲ့ပြန်လဲဆုံတွေ့ကြပါမယ်ဆိုတော့ bye bye guys video content တွေကောင်းစားလုပ်ပြပါမယ်အမဘလူးလို့ဆိုချင်တယ်မှန်းခဲ့ပါချစ်ကြပါ bye bye